ကျွန်တော်တို့ခုဘဲကြံအောင်သွားနေတာပဲဖြစ်ပါတယ်။အဲ့ဒီမှာဘဲအရှင်ကိုဖမ်းပြီးတော့ BNN ရဲ့ချက်နီးတိုင်းချက်စားကြမလို့ပါ။ကိုယ်တိုင်သွားဖမ်းပြီးတော့ချက်စားရမှာဆိုတော့ဒီတိုင်းပုံမှန်ဈေးမှာဝယ်ပြီးချက်တဲ့အရာတာနဲ့တော့မတူဘူးလို့ထင်တယ်ပေါ့နော်။ BNN တွေကဗျာဘဲတို့ကြက်တို့အရှင်လက်လက်ကိုကင်ပြီးတော့မှရလာတဲ့သွေးလက်လက်ဆက်ဆက်ကိုအဲကလီစာတွေနဲ့ရောပြီးတော့အရွက်တွေနဲ့နယ်အဲ့လိုမျိုးစားကြတာပေါ့နော်။အရာတာရှိတယ်ကျွန်တော်အရင်တော့ကတော့တစ်ခါစားဘူးတယ်ဒီနေ့ကျွန်တော်တို့အဲ့လိုမျိုးလှုပ်ရှားကြအောင်ဘဲရှင်တကောင်ကိုကိုရီးယားဝမ်2000ဝယ်ပေးရပါတယ်ဒီတော့ဝင်ဖမ်းပါခြံထဲမှာကိုယ်တိုင်ဝင်ပြီးတော့ဖမ်းရမှာပေါ့နော်အပြင်ဘက်မှာတော့အကောင်နည်းနည်းပဲရှိတယ်ဒါပေမဲ့အထဲမှာတော့ဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့ချက်သွားကြည့်အောင်ဘဲကျင်ဆိုတော့ဘဲချီနာကတော့တော်တော်လေးကိုဆိုးပါတယ်ဝါအန်ဒါရမော်နီလေကဘတ်bỏ túiဒီဘက် channel မှာတော့ဘဲအကောင်တော်တော်များတယ်အဲ့ဒီထဲမှာနည်းနည်းအကောင်ကြီးတဲ့အားတွေကိုရွေးပြီးတော့ကျွန်တော်ဖမ်းကြမှာပေါ့နော်သူတို့ဖမ်းပြီးချက်စားမှတိလို့လာတော့မသိဘူးဘဲလေးပတ်ပြေးနေတာတနာပါတယ်လောဆယ်တကောင်တော့ရပြီဒါကကောင်အဲ့ဆက်ပထမဆုံးမိတဲ့အကောင်တော်တော်လေးညစ်ပတ်နေတယ်နောက်ဆုံးကျွန်တော်3ကောင်ဖမ်းလိုက်တယ်အဲ့ပထမဆုံးဒီမိတဲ့အကောင်ကိုကျွန်တော်ထားခဲ့လိုက်တယ်ဒီကောင်တော်တော်လေးကိုညစ်ပတ်နေလို့တော့buộc cánh nó em buộc hai cái cánh đó အဲ့ဘဲကျန်ထဲမှာအဲ့ဘဲချီနာတော့တော်တော်လေးတော့စိုးတယ်နော်ဟိုအိမ်ပြန်ရောက်တဲ့အထိကိုကိုမအဲ့အနမ်းနေဆွဲပြီးတော့လေဝယ်စားရဆိုလဲချက်ချင်းကောက်လျှော်ပလိုက်ရတယ် chị đây là cái cảnh chị mai mốt mà có về Việt Nam ấy thôi cái mỏ nó chơi một cục ngay cái mỏ nó cái mặt nó một cục em phải nó dính không hay là ပုံမှန်ဆိုရင်တော့ဗျာသူတို့ဖမ်းပြီးသားကိုဝယ်ကြတာများတယ်ဒါပေမဲ့ကျွန်တော်တို့ကဘလော့ကလေးရိုက်မှာပြီးတော့ကိုကျွန်တော်ရောက်တဲ့အချိန်အဖွားကလည်းတယောက်တည်းဖြစ်နေတာဆိုတော့သူ့ယောက်ျားမရှိတော့ကျွန်တော်ကိုယ်တိုင်ပဲဝင်ပြီးဖမ်းခဲ့တယ်ပေါ့နော်အဲ့လိုကိုယ်တိုင်ဝင်ပြီးဖမ်းတော့ဘယ်လိုဖြစ်လဲဆိုတော့ကြက်ဥတွေဘဲဥတွေလည်းကြုံလို့အိတ်ထဲကောက်ထည့်တာပေါ့နော်ဘဲရှင်တကောင်2000ဝဲဆိုတော့မြန်မာငွေနဲ့တွက်လို့ရှိရင်9000ဝဲ8000လောက်ရှိမှတယ်không tháo dê trong cái nhỏ lát dí theo nhỏ chết mẹ lúc nãy không cái trứng bà lụm nó đi như thường ဟိုကသူ့ channel ကကျုပ်ဘဲဦးတွေပြောင်းมาဆိုတော့နောက်ကနေလိုက်လာတော့ဒါပေမဲ့ကျွန်တော်တို့ချိုးတဘောကိုကျွန်တော်အိတ်ထဲကိုကောက်ထည့်ပြီးတော့ပါပြီခုကျွန်တော်ဘဲ3ကောင်ဖမ်းမိတယ်အဲပထမဆုံးမိတဲ့တကောင်ကနည်းနည်းညစ်ပတ်နေလို့အဲ့တကောင်ထားခဲ့ပြီးကျန်တဲ့2ကောင်ကိုကျွန်တော်ဝယ်มาပဲဖြစ်ပါတယ်lâu lắm chị ơi ê tới thái cho con kia kìa kệ mẹ nó luôn hả con kia số xui rồi kịp mình
ကိုရီးယားမှာလေအဲ့လိုအသက်ကြီးလာလို့ရှိရင်လည်းအဲ့လိုတုံချီနဲ့အလုပ်ကတော့လုံနေကြလုံးပဲသိလားမြန်မာပြည်မှာဆိုလို့ရှိရင်တရား60ကျော်80လောက်ဆိုကလထိုင်တစ်လုံးနဲ့နှံ့နေကြပြီဒီမှာအဲ့လိုဗျာအသက်ကြီးပိုင်းနဲ့ကိုယ့်ဘဝကိုကြောင်းပြီးနေကြတာများတယ်ဆိုရင်သူတို့သားသမီးတွေကတစ်နှစ်မှတစ်ခါနှစ်ခါလောက်ပြန်ပြီးတော့လာကြတော့ကြတာ 아니 알이 나와야지 새끼가 나와야지 이제 သူတို့သားသမီးတွေကမြို့မှာတက်ပြီးအလုံးလုံးတဲ့လူနဲ့ကြောင်းတက်တဲ့လူနဲ့ဆိုတော့အဖိုးကြီးဖွားကြီးတွေတနာဖို့တော့ကောင်းတယ်ဗျာသိလားဟိုကိုဘွားကိုကြောင်းပြီးတော့အဲ့လိုအိုကြီးအိုမကြီးနဲ့တချို့ဆိုလုံးဝပြစ်ထားတာဗျာတစ်နှစ်နေလို့တစ်ခါတော့မှကိုမိဘစီကိုလာပြီးတော့မကြော့ဘူးအဲ့လိုပွဲတော်ရက်တွေတော့မှလေပြီးရင်တော့ချက်ပြုတ်ဖို့အတွက်လိုအပ်တာလေးတွေကျွန်တော်ဝင်ဝဲရပါမယ်သူတို့ VNN ချက်နေတိုင်းချက်မှာဆိုတော့ကျွန်တော်ကဗီဒီယိုလေးရိုက် blog လေးလုပ်ပြီးတော့အားလုံးပြီးသွားတဲ့အခါအဆင်သင့်ဝင်စားရုံပဲဘဲသွေးကိုတော့ဗီဒီယိုအစမှာကျွန်တော်ပြောခဲ့သလိုပြင်ဆင်ပြီးတော့အသားကိုတော့သူတို့2မျိုး3မျိုးလောက်ချက်မယ်လို့ပြောတယ်အဓိကကတော့ဟော့ပေါ့ချက်မှာပေါ့နော်ဘဲသားဟော့ပေါ့ VNN နဲ့အဲ့အကောင်ပေါင်းတော့ဟော့ပေါ့တွေများချက်စားကြတာလားမသိပါဘူးခုတလောတော့ကလည်း VNN ဆိုင်တစ်ဆိုင်ကျွန်တော်သွားတော့အဲ့ဖားသားကိုဗျာဟော့ပေါ့လှုပ်ထားတဲ့ဟာတခါစားဘူးတယ်သူတို့ချက်ထားတာစားလို့တော့ကောင်းတယ်ကျွန်တော်ကအရေးတော့ကြိုက်တဲ့လူဆိုတော့လေဒီလားအဲ့ဟော့ပေါ့သူတို့ချက်တဲ့ဟော့ပေါ့ကကျွန်တော်နဲ့နည်းနည်း taste ကအဆင်ပြေတယ်လို့ပြောရမှာပေါ့နော်မွေးဒါကတော့ငံမြိုင်နဲ့ရည်နဲ့ကိုစားသူရောပြီးတော့အဲ့ထဲကိုဘဲသွေးလက်လက်ဆက်ဆက်ခံပြီးတော့ယူမလို့ပါသူတို့ main ကလေး3ယောက်တယောက်ကိုဟင်းတစ်မျိုးစီချက်မယ်လို့ပြောပါတယ် có xem lượng chứ chưa အဲ့ဒီဘဲသွေးလက်လက်ဆက်ဆက်ကိုအရသာရှိအောင်ပြင်ဆင်နည်းကိုသူလည်းတေချာမသိလို့သူ့အိမ်ကအမေကိုလှမ်းပြီးတော့ဖုံးခေါ်ပြီးမေးနေတာပဲဖြစ်ပါတယ် cho 3 kg con vịt 3 kg Ủa sao vậy ta ngộp hả ngộp má đóng cái kia ngộp rồi အဲ့ဒီဘဲသွေးကိုယူတဲ့ချိန်မှာဇက်တိုက်ကိုမှွေပေးနေရပါတယ်မဟုတ်ရင်အဲ့ဒီဘဲသွေးကပြစ်ခဲသွားပြီးတော့လိုချင်တဲ့ပုံစံတိုင်းမရတော့မှဆိုလို့ပါ các bạn ơi. ပြီးရင်တော့အဲ့ဒီဘဲကိုအမွှေးနှုတ်ဖို့အတွက်ရင်နှွေးဖြောမှာပဲဖြစ်ပါတယ်စားရတော့ခဏလေးပဲအဲ့လိုစားဖို့အတွက်ကိုပြင်ရဆင်ရတာအချိန်နဲ့တော်တော်ယူရတယ်လို့နည်းနည်းအလုပ်လဲရှုပ်ပြီးတော့ပင်လဲပင်ပန်းတယ်ပင်ပန်းတာသူတို့ပင်ပန်းတာပါကျွန်တော်ကတော့ရှူချောင်းပဲဒါခုနမှယူထားတယ်ဘဲရဲ့လက်လက်ဆက်ဆက်သွေးသူတို့တယောက်တစ်မျိုးစီချက်ပြုတ်ဖို့အတွက်ပြင်ဆင်နေကြပါပြီတယောက်ကဟော့ပေါ်ချက်မယ်လို့ပြောပါနောက်2ယောက်ကတော့အရန်ဟင်းပုံစံမျိုးချက်မယ်နဲ့တူပါတယ်အဲ့ဒီချက်တွေဘဲတွေကိုကိုယ်တိုင်ကင်တဲ့အခါမှာအလုံးရှုပ်ဆုံးอ่ะအဲ့ဒီအမွှေးနှုတ်ကြတဲ့ကိစ္စအလုံးရှုပ်ဆုံးပဲဘလောက်နှုတ်ပြောင်းတယ်လို့မရှိတာအဲ့လိုရေဆေးလိုက်အမွှေးပြန်နှုတ်လိုက်ရေဆေးလိုက်အမွှေးပြန်နှုတ်လိုက်နေတဲ့3-4ခါလောက်လောက်ရတယ်အားကြောင့်လည်းနောက်ပိုင်းကိုနဲ့အဆက်ဟတ်တဲ့စားလို့ကောင်းတဲ့ဆိုင်တွေဆိုလို့ရှိရင်များဈေးနှုန်းတွေပါကျွန်တော်တိတ်မကြည့်တော့ဘူးဘာလို့လဲဆိုတော့အဲ့လိုအစားအသောက်တစ်ခုစားလို့ကောင်းပြင်ရဆင်ရတာလေဟိုလွယ်တော့မလွယ်ဘူးသိလား
Gitu. Tí này. Em biết sao không? Vì nó bị chết mùa đấy, xong rồi nó kiểu giống như là bị tắt thử xong rồi mọi thứ nó dồn xuống, em không thấy cái kia nó nở ra. Hay lấy cái cát cắt lên đây nè, thấy xong nó bị dồn xuống dưới. Bên này. Wow. Đấy. Cho bỏ trên tay em. Ok တော့ 계란. 이거 တ 맛있어. ခုခုနဲ့တွားပြီးတော့တူနေတယ်လို့ပဲเนาะအဲ့ဥတွေကလေဘာမှတကူးတကားအောင်ချက်เสียမလို့ဗျာသိလားဒီတိုင်းရေနဲ့ပြုတ်ပြီးတော့အချင်းနဲ့တို့စားရင်တော့မှအရန်ရတာရှိတာဥအများကြီးပဲတွေ့လားအများကြီးပဲ Bấm đi. ဟိုဘဲဥအဆင့်အောင်မှမရောက်သေးတဲ့ဥတွေနောက်ကျအကောင် Về ဖြစ် cái မယ် buồng này nè đó, nguyên một bộ nó đó. Ê ngon nha. Hả? 그릇 한 개 줘. 뭐야? ဘာလို့တွားညစ်လဲမသိဘူးဘဲကြီးတွေပါထွက်လာ Qua. အာဒါဘဲဥဖြစ်ခံနေအလုံးလေးထင်တယ်နော် Cái đó ngon lắm. Nó đang còn mềm non, để vậy luôn. Cái đó ăn được. ဟုတ်တယ်ဘဲဥအဆင့်မရောက်သေးတော့အခွန်ကတော့မမာသေးဘူးပြုတ်စီပြုတ်စီနေ Cái ngon. တောက်ခဲ့တော့ Keran. Uri ăn. Còn một quả trứng kìa. Còn một quả trứng. Ừ. Ngan chị ơi. Con ngan. Chủ yếu vịt luộc xong rồi chấm nước mắm gừng là xinh.
ဒါကတော့အသေးမြစ်ကလီစာကိုစားနဲ့ပုတ်ပြီးတော့ပြောင်းနေအောင်ဆေးတာပဲလို့ပါသူတို့ဆက်ပေးတဲ့ BNN အချင်းကအရန်စားလို့ကောင်းတယ် Dạ chị cái jeep rồi hả? Sao bên đây nè, chỗ cáiမနေ့တည်းကကျွန်တော်ဘာမှမစားရသေးပါဘူးဘိုင်ဟောင်းလောင်းနဲ့သူတို့ချက်တာပြီးတဲ့ဒီမဆောင်နိုင်တော့လို့ရှိတဲ့မာမတစ်ထုပ်ကိုပြုတ်ပြီးတော့အရင်ဆွဲလိုက်ပါတော့မယ် Đi từ cái jeep. ကရှိနမ်းချက်ချင်းကိုဖယ်ရောဟာမချစ်နမ်းချက်ချင်းကို người ta xét mấy góc kia là góc đây là góc tại vì có mấy cái mà hả nó mới pin góc này nó mới nhiều mình phải quay Con này luộc hả? Luộc đây luộc nha, rửa xong rồi cái này là để ăn ướp ngon. từ cái bát này tao biết tụi ta đây từ cái bát này tao biết tụi ta Làm cái chuyên nghiệp hơn. bia con gì này? Có 3 chai, có 2 chai à? Dạ có 2 chai thôi. Này đúng bia. kia còn một con đấy Có lấy xe đâu. đi có taxi ở đây về đấy
nào đồ lắm mọi người. Đây cái này xiên bỏ qua bên kia đồ ăn nữa. Đó đợi mấy ăn được. ဒီဘဲဟုကပြောစီပြောစီနေတဲရစရာလေးကိုင်းလုံးကောင်းလား Đồ của bé. ဗီယက်နမ်ဟင်းခတ်မဆလာလေးကလည်းမှုေးနေရပဲဘာကိုနမ်းဆက်ကျွာဒါလေးကပဲပြားကိုချင်ဖောက်ထားတဲ့ဟာနဲ့တူပါတယ်ကျွန်တော်နာမည်တော့အတိအကျမခေါ်တတ်ပါဘူး Trong cái lúc của nó còn là món gì nè? Nửa lông thôi nhỉ? Tại vì mình ít gì của mình Xay đấy mà đưa quả ra mà sao nó xay? cái gì? Mày xay cái tỏi này, xay. Băm, có cái gì băm nữa rồi. 여기는 어디서 소금 하고 미원 Sokum, miwon, 이거는 두부, 두부, 두부 đậu túi, 냄새 안 좋아. Cứ thế vắt vào đâu, không phải bắt thái đâu. Để cắt Biết là không làm được rồi nhưng mà cứ cố. Ấy chỉ coi vịt cả nó rụt vịt bây giờ này nè, vô đây là cắt. 오케이ဘဲကလီစာတွေကိုပြုံးအချင်းနဲ့တို့ပြီးတော့ကျွန်တော်တို့စားနေကြတာပါအရန်စားလို့ကောင်းပါတယ် Quả này một chén. Ủa, đâu mi cái này nè. Mê đấy. Cái đó, cái chân ốc trứng á. Cái này giống như đùi trời á chị. Đùi trời á. Sao không? Bỏ đói thì ráng đến giờ. Chặt vịt ra đây rồi ăn ra đây rồi. Chặt đây đi biết. Nãy mình mua cái chuyện. Tỏi này. Chấm tỏi á. đi ơi. Ê, nãy quay đi rồi ghép nhạc đứa bé. Thôi chị. Để nuốt cho nó trôi cái chị. Ê, ngon quá. Đúng rồi, anh thích người ta ăn của anh. Mới nấu ngon rồi. Nhà. Akashi đấy. Bọn nó ăn 70.000 thì nó hay ăn câu thì đấy chị hồi trước là 50.000 một chiếc. ဒါကတော့ဟော့ပေါ်အိုးဖြစ်ပါတယ် Mà ăn tô bốc bột.
nem sẽ chúa ui món ăn đây Trang chứ không biết đi sinh nhật em. Từ nhà này ngày nào đã đi. Đúng rồi. Nhà này cũng càng ngày càng đêm ngược nhau đấy, ai nói ba Huệ đấy. Đây có xe đỡ. Không nó đi chứ không có xe đi đến lại. Wow. Nó chạy được nghe. Chị ơi, chị đồn gỏi cho khi chị tập trung chị đồn gỏi đi chứ. Chắc cái em đi. Chăm cái con thường gỏi. Chắc cái nhỏ ra cho nó đấy. Chăm để dĩa thôi. Để thôi đừng có bỏ vô gỏi. Đây bắt mình vào đây rồi. Quay cảnh Có. mưa cái này là hết rồi. Vào tuần mới. Anh thích chị Hiệp là ở nhà ăn thoải mái. Ở nhà bà làm chứ. Thì quay sát luôn quá. Quay sát vô cái chậu quay gỏi nè. hả Wow. Nó chạy được nghe. Ê, có hành phi không bà Phi? Bà nhanh luôn. Bây giờ kêu bà Phi luôn rồi đó. ကဲအခုဆိုရင်တော့အားလုံးချက်ပြုတ်ပြင်ဆင်လို့ပြီးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့စားဖို့တောက်ဖို့ပြင်ဆင်ပါတော့မယ်ဘဲသားကြော်တစ်ခွက်ပြီးတော့အဲ့ဒီအရွက်တုပ်ရဲ့အဲ့ဒီဘဲပြုတ်ထားတဲ့ဟာရဲ့တတွဲအဲ့ဒါတစ်ယောက်နှစ်ယောက်ချက်ထားတယ်ဒါအချင်းဒါလည်းအချင်းပဲမုတ်ဖတ်နဲ့ဒီရွက်တွေနဲ့ကဟော့ပေါ်အတွက်ဒါကတော့ဘဲသားဟော့ပေါ်လေးပဲဖြစ်ပါတယ်အဲ့ထဲမှာဘဲသားရဲ့မှုရဲ့အင်ဥရဲ့အာလူရဲ့ပါပါတယ် Vậy nó mới chết.ချက်လို့ပြုတ်လို့စားလို့တောက်လို့လည်းပြီးသွားပြီဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်အားလုံးပဲဘိုင်ဘိုင်